ရှုတင်မှာအနုပညာသမားချင်းချင်းမငယ်ပဲလှုပ်လိုက်တဲ့သွန်ဆက်ကြောင့်တန်ရာရှာသွားခဲ့တဲ့ဆွေအိဆန်ရှုတင်ရိုက်ကွင်းမှာဆွေအိဆန်ကိုတန်ရာရှာအောင်တမင်တကာရည်ရွယ်ချက်ရှိလှုပ်လိုက်တဲ့ဆိုပြီးလူပြောများနေတာကသွန်ဆက်ပါသွန်ဆက်ကြောင့်လည်းဆွေအိဆန်ခမခေါင်းခွဲကငွေယူခဲ့ရတာပါလူတွေကတော့ဆွေအိဆန်ကိုတနာကြတယ်လို့သွန်ဆက်ကိုလည်းစိတ်ဆိုးဒေါသထွက်နေကြတာဖြစ်ပါတယ်အဆိုပါဖြစ်ပျက်ကတော့လက်တလုံးမှာထုံလွှင့်ပြသနေတဲ့ရမတ်ရုပ်တံဇာတ်လမ်းတွေရိုက်ကွင်းမှာဖြစ်သွားခဲ့တာပါရမတ်ရုပ်တံဇာတ်လမ်းကတော့မဟာရုပ်တံ application မှာပြသနေတဲ့ဇာတ်လမ်းတွဲဖြစ်ပြီးတော်တော်လေးကိုလူပြောများလူစိတ်ဝင်စားမှုများနေတဲ့ဇာတ်လမ်းတစ်ခုပါအဆိုပါရုပ်တံဇာတ်လမ်းတွဲမှာတော့ခိုင်နေဝေ Makeris Berry တွန်ဆန်စူအင်ဆန်ကျော်ထောင်တို့လိုနာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားတာပါဒီဇာတ်လမ်းတွဲမှာတော့သုံးဆက်က feeling ဆက်ရုပ် character ကိုအကောင်းဆုံးသရုပ်ဆောင်နိုင်တာပါ။ဒါကြောင့်လေပရိသတ်တွေကတိတ်ပြီးတော့ကြည့်မရပါဘူး။ဇာတ်လမ်းတွေမှာသူမရဲ့ feeling ဆက်ရုပ်ကတော်တော်လေးပြင်းထန်တာကြောင့်ပရိသတ်ကအပြင်မှာပါမုန်းနေကြတဲ့အနေထားပါ။ဒီရိုက်ကွင်းပေါ်ကပြဿနာကြောင့်အခုဒီဖြစ်ရဖြစ်လာတော့ဇက်ရုပ်တိုင်းပဲအပြင်မှာလဲစိတ်တက်ကမကောင်းမှုဆိုတဲ့ဝေဖန်မှုတွေ social media မှာပို့ပြီးကျေလောင်လာခဲ့ပါတယ်။ဒါဟာဇာတ်လမ်းအတွက် promotion လားတကယ်ဖြစ်တာလားဆိုပြီးတော့လေမေးခွန်းထုတ်နေကြပါတယ်။ဆွေးဆန်ကတော့ဖြူဖြူစင်စင်ကာရိုက်တာကိုတရုပ်ဆောင်ရတာပါအဆိုပါဇလန်တွေကဇဝင်ကန်းမှာသုံးဆက်ကဆွေးဆန်ကိုပကံနဲ့ခေါင်းကိုရိုက်ခွင်းရတဲ့ဇဝင်ကန်းပါဝင်တာပါအဆိုပါဇဝင်ကန်းကတော်တော်လေးကိုပြည်ပြင်းတာဖြစ်ပါတယ်ဒါပေမဲ့လည်းအဲ့ဒီဇဝင်ကန်းကိုရှိုင်းရတဲ့ဆွေးဆန်ကတော့တော်တော်လေးကိုအစ္စလမ်ဝေသွားခဲ့ရတာပါဘာလို့လဲဆိုတော့တရုပ်ဆောင်သွန်ဆန်းဟာဆွေးဆန်ခေါင်းကိုအပြစ်မှာတကယ်ရှိုင်းလိုက်တာကြောင့်ပါပဲပုံမှန်အဖြစ်ဆိုရင်တော့ဒီလိုမျိုးပကံနေနဲ့ခေါင်းဆိုင်ရတဲ့ဒုံးနဲ့ဆိုင်ရတဲ့အခါမှာရုပ်ရှင်ရှုတင်မှာသုံးတဲ့ပစ္စည်းတွေတသက်ရှိပါတယ်။ပကံတုပလင်ကွဲတုဒုတ်တုစသည်ဖြစ်မှာပဲအခုလဲသုံးဆက်ကဆွေးဆန်ကိုပကံတုနဲ့လှုပ်လိုက်တာဖြစ်ပါတယ်။ဒါပေမဲ့ဘလောက်ပဲတုဆိုပါစေပကံအမနေရနဲ့ဆွေးဆန်ထိတဲ့အခါမှာသုံးဆက်ကိုယ်တိုင်ကအားနဲ့လှုပ်လိုက်တာကြောင့်ဆွေးဆန်တယောက်နာကျင်လွန်းလို့ရှူတင်ရိုက်ကွင်းမှာငိုခဲ့ရတာဖြစ်ပါတယ်။ဆွေဆန်ကတော့ပကံအတုနဲ့မှဘာမှမဖြစ်ကြောင်းပြောနေပေမဲ့တကယ်နာသွားတာသိတာနေတာပါဒါပေမဲ့လည်းပြည်သက်တော်တော်များများကတော့သောဆက်အနေနဲ့အမှုပညာသမားအချင်းချင်းညှတာလို့ရတာကိုဘာလို့အားနဲ့လှုပ်လိုက်တာလဲကိုချင်းစာစင်မရှိဘူးလားဆိုပြီးမေးခွန်းထုတ်ကြတာပါတချို့ကလည်းသောဆက်အနေနဲ့တမင်လှုပ်လိုက်တာသိတာလုံးနဲ့လို့ဆိုကြပါတယ်ဒါပေမဲ့လည်းတကယ်တမ်းတော့အားလုံးကအမှုပညာညီမလှုပ်ဖို့ခိုင်းပတ်အချင်းချင်းနေမို့တမင်နာကျင်အောင်လုပ်တယ်ဆိုတာကအတိတ်ပဲတော့သိမရှိလာပါဘူးဒါပေမဲ့လည်းသုံးဆက်ချောင်ဆွေးဆောင်ကတော့တကယ်နာကျင်ခဲ့ရတာပါဒါကြောင့်လေသုံးဆက်အနေနဲ့ညညတတလုပ်တဲ့နေဘာလို့ဒီလိုလုပ်ရတာလဲဆွေးဆောင်ကိုကြည့်မရလို့ပညာပေးတာဖြစ်မယ်လို့ဆိုကြတာပါအနုပညာလောကမှာအချင်းချင်းကြည့်မရရင်ရုပ်ရှင်သရုပ်ဆောင်တွေကပညာပေးကြတာရှိကြောင်းစုံးမြတ်သူစားနဲ့ထက်မဟုတ်ဆိုအချင်းချင်းကြည့်မရလို့ရန်ဖြစ်တဲ့ဇဝင်ခံမှာအချင်းချင်းစော်ကြလို့မနေထင်ရတဲ့အဖြစ်ပြက်ရှိခဲ့ကြောင်းဒါရိုက်တာပြည်ရင်တရားကပြောပူတာပါဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ပရိသတ်တွေကရောသုံးဆက်ကဆွေးဆန်ကိုကြည့်မရလို့စော်လိုက်တယ်လို့ထင်ကြပါသလားမိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင်